ဈေးပန်းခင်းပေမဲ့ရောင်းကုန်ပါမလားအာဆင်နယ်ပေါ့နော်ဒါညကတော့ကျွန်တော်ဗတ်တစ်ကို3-1နဲ့ရှုံးသွားတဲ့ပွဲနေပြီးမှကျွန်တော်ခေါင်းထဲကိုစဉ်းစားပြီးတော့ရောက်ရှိလာတဲ့အတွေ့အကြုံတစ်ခုပဲဖြစ်ပါတယ်ဒီညအာဒီတာ3နိုင်တဲ့ squad တွေထဲမှာတို့လို့ရှိရင်အနာဂတ်အတွက်အဖြေရှာနေတဲ့လူတွေရောင်းဖို့စဉ်းစားနေတဲ့လူတွေအငှားချဖို့လူတွေအကုန်လုံးပါလာတယ်ပေါ့ဗျာကဲအဲ့ဒီအကြောင်းလေးတွေကိုနည်းနည်းတော့သုံးသပ်ကြည့်အောင်ပေါ့အားလုံးပဲမင်္ဂလာပါကိုဇက် football channel ကနေပြန်လည်ကြိုဆိုပါတယ်ကျွန်တော်နာမည်ကိုဇက်ကြီးပဲဖြစ်ပါတယ်ခင်ဗျာကဲညကျွန်တော်တို့ဗတ်တစ်နဲ့ပွဲကစားပြီးတဲ့ချိန်မှာတော့3-1ဆိုတဲ့ရလဒ်နဲ့ကျွန်တော်တို့အာဆင်နယ်တင်းရှုံးနေသွားတယ်ကျွန်တော်တို့ဖလားလေးလုံးယူမယ်ဆိုပြီးတော့ဟာဗတ်ကြီးကကြွေးကြော်တန်နေတဲ့အတူရီးဘတ်တစ်ကို3-1နဲ့ရှုံးနေခဲ့တဲ့အာဒီတာတော့ကတော့တကယ်စိုးရင်တဲ့အပြစ်ကတော့ဖြစ်လာခဲ့တယ်ပေါ့ဒါပြဿနာမရှိပါဘူးဒါဒီအခုမှယာဒီအစခြေစမ်းပွဲဒုတိယမြောက်ခြေစမ်းပွဲတွေလည်းဖြစ်တယ်ကိုလူတွေလည်းလူမစုံသေးဘူးလူငယ်နဲ့ရောင်းကုန်နေနဲ့ထိုးတလေပြူးတလေလုပ်နေပြီးတော့ဈေးဘက်ခင်းတဲ့အကုသမှုတွေရှိတဲ့အတွက်ကြောင့်မို့လို့ဒီရှားလက်ကပြဿနာဖြစ်ဒါပေမဲ့အာဒီတာခေါင်းထဲမှာနဲ့အတင်းကတော့နည်းနည်းစဉ်းစားကြဝင်တော့မှန်မယ်ကဲကျွန်တော်တို့အတင်းရဲ့ရလက်တွေပါမပြောခင်ကျွန်တော်တို့ဂိုးသမားနေရာတော့ပြန်ဆဲစားမယ်ဆိုရင်ဂိုးသမားနေရာမှာလက်ရှိယာယာကတော့ကျင်းနေရကျွန်တော်တို့ရဲ့ပထမဦးစားပေးဂိုးသမားဆက်လက်ဖြစ်နေမှာပဲဒုတိယဂိုးသမားနေရာတော့ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကီပါကလိုင်းတိုက်ကနေအောက်ပြီးတော့ကျွန်တော်ကတော့မဲလစ်စတာကိုလေးကိုထည့်ပြီးတော့မယ်လို့ထင်နေပေါ့ဗျာဘာပဲပထမပိုင်းမှာပဲ3ဂိုးတကူသူပန်းနေချိန်မှာ3ဂိုးပေးလိုက်တယ်အတင်းကဖောင်မဲ့ဘယ်လောက်ပြတ်နေလဲပဲဘယ်လိုပဲပြောသူ့မှာသူ့တောင်ဝင်နဲ့သူရှိပြီးတော့သူအနည်းဆုံးတော့ကောင်းအောင်မှုတချို့ကိုပြုလုပ်ပေးတဲ့နေလို့ကျွန်တော်ထင်တယ်အဲဒါကြောင့်ကျွန်တော်တို့တော့ရပြီးဒုတိယဦးစားပေးနေတယ်ကျွန်တော်မက်လစ်စတာကိုရွေးချယ်ထားတယ်နောက်တန်းနဲ့ပတ်သက်ရင်တော့ကျွန်တော်မှတော့စိုးရိမ်ကြမရှိဘူးကျွန်တော်လက်ရှိရှိနေတဲ့နောက်တန်းအတွက်ကဆာလီဘတ်အတွက်အရေးပေါ်တယောက်ကလိုမယ်အဲလူတယောက်ကိုအပြင်လူပွဲမလားအတင်းလူပွဲမလားဆိုပြီးအစားထိုးပြီးတော့ကြည့်နေအဲအချိန်မှကျွန်တော်ဘန်ဟွိုက်ကဆာလီဘတ်နေရာကိုတောက်ဆော့မယ်ဆိုလို့ရှိရင်သူ့နေရာမှာကစားလို့ရအောင်ညာရမ်းတဲ့လူပိုလူချမ်းရှိမယ်နောက်ပြီးတော့အခုလူငယ်အတင်းကယူနီဆက်တစ်ခေါင်းဆောင်ကိုပလေးလေးကိုဒုတိယတိုင်းမှာထက်ဆော့တော့အကောင်လေးကိုစောင့်ကြည့်မယ်ဆိုပြီးတွေ့ရတယ်ဒီကောင်လေးကလည်း10မိနစ်တော့ပဲဆော့ပြီးနာသွားတယ်အဲ့တော့နောက်တန်းအတွက်ကတော့ကျွန်တော်စိတ်တင်အရေးပေါ် emergency အနေနဲ့ဒုတိယ plan အနေနဲ့တော့ကျွန်တော်တို့ဝယ်သိမ်းပြီးတော့ဗျကွန်ဆာကိုကန်လန်းထားရလို့ကြားရတယ်ဘီလာနဲ့ဒါပေမဲ့ဘယ်လိုမျိုးကြောင်းဖြစ်တွေဖြစ်လာမလဲတော့ကျွန်တော်တို့မသိသေးဘူးကဲကျွန်တော်အလေတန်းဆိုဘရူနိုဂူမာရက်စ်ကိုကျွန်တော်တို့ဘာဖြစ်လို့85တန်းနဲ့တဲတန်ခေါ်ပြီးတော့ကာစီရီကလိုက်နေရလဲဆိုတွေ့ပါတယ်လက်ရှိကျွန်တော်တို့ညကွင်းထဲမှာကြည့်လိုက်ကျွန်တော်တို့အဓိကကွင်းထဲကစားမှာတယောက်မှမပါပါဘူးလောငါဖြစ်တော့စကေလီတယောက်ကိုပြောစကေလီတယောက်ကတော့ကောင်းမွန်တဲ့အသင်းမှာထိန်းထားမယ်အနာဂတ်ပလန်အများကြီးရှိတယ်ဆိုတော့ကျန်တဲ့လူအသင်းအနေနဲ့ကဘလို့မှအဆင်မပြေတဲ့အခန်းကဏ္ဍတွေမှာပါသွားတယ်ပေါ့ဗျအဲ့ဒါကြောင့်ကျွန်တော်ဘရူနိုဂူမာရက်ကိုခေါ်မယ်အဲ့တော့ကွင်းလေအင်အားကြီးမဖို့အတွက်ကြောင့်မို့ဂူမာရက်ကိုခေါ်ရတဲ့ဥစ္စာအာဒီတာရဲ့အကောင်းမွန်တဲ့အချက်တစ်ချက်ဖြစ်တဲ့လို့ကျွန်တော်ကတော့ထောက်ခံတယ်ပေါ့ဗျခြေတန်းမှာတော့ရှင်းထုတ်ကြရှိတဲ့လူတွေရှင်းထုတ်မှာဖြစ်သလိုကျွန်တော်ဝယ်ရမယ့်လူတွေဝယ်မယ်ကျွန်တော်တို့ဘယ်ဂျန်တိုက်စစ်ကတော့ပြောမယ်ဆိုလို့ရှိရင်လက်ရှိမှာဇိုလစ်တယောက်ပဲအားရမယ့်ပုံရှိပဲကျွန်တော်ဘယ်ဂျန်တော့ကိုတော့အများကြီးမျှော်လင့်နေတယ်လက်ရှိမှာကောလာဟာလာတဲ့အကြီးထွက်နေတဲ့မဖြစ်နိုင်ဘူးဆိုတဲ့ဖွဲတစုပ်သာကော်ရိုးတင်နေတာမျှော်လင့်ချက်လေးဖီနီရှီယက်ကြီးရောက်လာရင်တော့မစိုးဘူးပေါ့ဗျာအဲ့ကောင်လေးရောက်လာမယ်ဆိုတော့သူ့ဘာသူအသင်းဖော်ပြမှာကတော့ကြိုက်တဲ့ကောင်တွေဘာလို့ပြောနော်ဟီလာဝါလာနဲ့အေးစီကလို့ရသားရဲ့အဲ့အသင်းတက်ဖြစ်တော့ကျွန်တဲ့ဥစ္စာတွေကတော့ဟာဘတ်ရှိမယ်ကျွန်တော်ယောဂရက်ရှိနေတဲ့တိုက်စစ်အတွက်ကိုတော့ကျွန်တော်တို့လုံးဝစိတ်ပူခြင်းမရှိဘူးသူတို့နှစ်ယောက်အတွက်လိုအပ်ရင်အစားတော့ဝင်ကစားနိုင်တယ်ကျွန်တော်တို့စူပါမာရီနိုလေးလည်းကျွန်တော်တို့ရှိနေရပေါ့ဒါကတော့ညကကျွန်တော်အဲ့အဖက်တစ်ပွဲကြည့်ပြီးတော့မကူသမားကနေစပြီးတော့ရှေ့တန်းကြီးကစားသမားတွေအကူလိုဘယ်နေရာတော့ဘာလိုရကြည့်မယ်ကျွန်တော်ဘယ်နေရာကိုဘာစောင့်ကြည့်ရဘယ်နေရာမှာတော့ဘယ်လိုဖြစ်နေတော့ကျွန်တော်အမြင်နဲ့သုံးသက်ချက်လေးပေါ့ကဲကျွန်တော်အဲ့သုံးသက်ချက်လေးပြီးတော့နောက်မှာကျွန်တော်အသင်းမှာမဖြစ်မနေကစားသမားတွေလိုချင်တယ်ကိုကဒီထက်ကောင်းမွန်တဲ့ဥစ္စာမျိုးပြောဟာဘတ်လိုမျိုးပြောမှဆိုဒိုင်းကနေစပြီးအဓိကဖလားလေးလုံး traffic ဖလားလေးလုံးယူနေတယ်လို့ရှိရင်လိုအပ်တဲ့နေရာဖြည့်တင်မှုတွေပြုလုပ်ရမယ်ဖြစ်သလိုလိုအပ်တဲ့ကစားသမားရောင်းချမှုတွေကိုလည်းပြုလုပ်မှာကျင်းတည်တယ်အဲ့တော့ကစားသမားရောင်းချမှုတွေမဖြစ်မနေရောင်းရမယ်ကစားသမားဆင်းတွေကိုကျွန်တော်ချက်လို့ပြလိုက်ပါမယ်ကျွန်တော်တို့ကတော့ရှေ့ထဲမှာရှိတဲ့ဂါဘရီယယ်ဟီဆုအာဒီဒါသူ့နှစ်ပွဲစတဲ့ဈေးပန်းခင်းပြီးတော့ထုတ်ကုန်ပြရတယ်ဒါပေမဲ့ဒီကစားသမားဒီခြေစမ်းကအတင်းကြီးတော်တော်များများကိုတော်ကောက်ပေါ်မှာရောင်းရင်တော့မှကျွန်တော်တို့အတွက်ပြောင်းရွှေ့ကြီးလောက်ငါမြင့်ရပါမလားဆိုတော့ကျွန်တော်ပြန်စဉ်းစားပြီးရောင်းထွက်သွားရင်တော့ကျွန်တော်တို့သူ့ကိုပေးချတဲ့လုပ်အားကိုတော့အတင်းအနေနဲ့ရှော့ချလိုက်မှာမှန်ကန်တဲ့ပြောင်းရွှေ့ကြီးမျိုးတော့လူရင်းနဲ့ဒီကစားသမားကျွန်တော်တို့အရောင်းနေတော့ကစားသမားကိုတတ်မှတ်ထားတယ်ကျွန်တော်တို့အာဆင်နယ်ကိုအတင်းကခစ်တင်နေတဲ့အချိန်မှာစတီဆောက်တဲ့အခါမှာဂေဘရီယယ်ဟီဆူနဲ့ကျွန်တော်ဇီချင်ကိုတို့ကလုံးဝထောက်တန်တစ်ခုနဲ့ပါဝင်ခဲ့တာမှန်တယ်သို့တော်ဒီချိန်မှာကျွန်တော်တို့အဲ့ထောက်တန်တွေကကျွန်တော်ထောက်တန်နေတဲ့သဘောပေါ့ဗျာဖျားပြီးညမ်းဖြတ်ပေါ့အဲ့ပုံစံမျိုးဖြစ်နေတဲ့ကြောင့်မလို့သူတို့ကဘလို့မှမကောင်းတော့သူတို့ကိုပြန်ပြီးတော့အသိရဲ့ font ဆင်ញမှုတဲ့ကြောင့်မလို့ရောင်းထောက်မဲ့အစင်းထဲမှာကျွန်တော်ထည့်ချင်းပြောပြတော့ဒါမှဟေးစုရောင်းထောက်ရဲ့စိတ်တော့မကောင်းပါဘူးဒါပေမဲ့အတင်းရဲ့တစ်ဆင့်ပုံရင်းမှုတိုက်ခိုက်မှုကောင်းတဲ့ကစားသမားကိုတော့ဖယ်ထုတ်မှာတော့ဒါထုံးစံပဲပေါ့ဗျာဟုတ်ဆိုအထင်ရည်များလာတယ်ဂိုးရှိမှာအရင်လိုခွမ်းမဝန်းနေလုံးထမတက်ပုံနိုင်တော့ဘူးပြိုင်ဘက်နောက်တန်းကစားသမားတွေကြောက်ရတဲ့တိုက်စစ်မှုမဟုတ်တော့ဘူးပြီးတော့လာစားလည်းမြင်တယ်ပြီးအဲ့ကြောင့်မလို့ရောက်လာတဲ့အချိန်မှာဂါဘရီယယ်က second choice ကြောင့်မဟုတ်တော့ဘူးဗျာတော့တက်ချိုက်နေထားပြီးဖြစ်သွားတယ်အဲ့ဒါကြောင့်ကျွန်တော်ဂါဘရီယယ်ကိုဦးစားပေးနံပါတ်1အနေနဲ့ရောင်းချလို့ခြင်းဖြစ်ပါတယ်
နောက်တစ်ယောက်ကတော့ကျွန်တော်တို့ risk နေစင်ပေါ့ဗျာဒီကစားသမားကပြောမှလို့ရှိရင်ကျွန်တော်တို့အသင်းအတွက်ပြီးခဲ့အရင်လိုအပ်တဲ့ຢာတွေမှာလိုအပ်တဲ့ဂိုးတွေကိုသွင်းပေးခဲ့တယ်ဆိုတဲ့ချက်တစ်ချက်ရှိရယ်ပြီးတော့ Hey Academy player တယောက်ဖြစ်လို့တန်ရောစင်ရှိတယ်တို့ဆိုဒီနှစ်ချက်အပြင်ကိုသူ့စီကနေပြီးတော့အသင်းကဘာမှညှစ်ထုတ်လို့မရဘူးဗျာစကွက်ထဲမှာသူ့နေရာရဖို့သူကြိုးစားတာထက်သူနဲ့တင့်တော်မဲ့ကောင်းသွားမဲ့သူ့အတွက်ကောအသင်းအတွက်ကောအကျိုးရှိမဲ့တခြားအသင်းတစ်သင်းကိုပြောင်းရွှေ့တာကပုံမှန်ကန်မယ်လို့ကျွန်တော်ယူဆတယ်အဲဒါကြောင့်မလို့ဒုတိယအနေနဲ့ကျွန်တော်ဦးစားပေးရောင်းနေတဲ့ကစားသမားကတော့ Ray Nelson ပဲဖြစ်ပါတယ်ကဲနောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့ Fabio Vieira လေးပါဗျာဒီကစားသမားလေး technique ကောင်းတယ် vision ကောင်းတယ်ဒါပေမဲ့ Premier League ရဲ့ physical game နဲ့ဒီကောင်နဲ့အခုထိအသားမကျသေးဘူးလို့ထင်တယ်ပြီးခဲ့တဲ့နှစ်ကပေါ်တိုမှာအငှားတစ်နှစ်သွားချလိုက်ပြီမဲ့ထင်လားလောလောငါခြေလက်မျိုးကိုလည်းမတွေ့ခဲ့ရဘူးကျွန်တော်တို့ရဲ့အာဒီတာသားလေးပါဗျာအဲ့တော့ဒီကောင်ကိုဒီပြန်လာတော့အငှားလေးပြန်ချမယ်ကြောက်ကျွန်တော်တို့တန်ရုံးတင်မတွက်နဲ့ရောင်းထုတ်လိုက်တဲ့ပုံကောင်းတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီ၃ယောက်ကဦးစားပေးအနေနဲ့ရောင်းရမယ်လို့တော့ကျွန်တော်မျှော်လင့်နေပါဗျာနံပါတ်1 Gabriel Jesus နံပါတ်2ကျွန်တော်တို့ Reece Nelson နံပါတ်3 Fabio Vieira တော့ပါကဲ okay အဲ၃ယောက်ပြီးတော့နောက်ပိတ်ဆုံးတစ်ယောက်အနေနဲ့ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နောက်ပိတ်ဆုံးတစ်ယောက်ကလည်းနည်းနည်းအငင်းပွားမှုလေးတော့နည်းနည်းဖြစ်မယ်အဲတစ်ယောက်ကတော့ဘယ်ချမ်းမှာလက်ရှိအချိန်ကြီးကျွန်တော်ညတော့မှဒုတိယပိုင်းတစ်ပိုင်းတော့ကြည့်လိုက်ပြီးတော့မှကျွန်တော်စိတ်အားမရတဲ့မာတင်နယ်လီလေးကိုကျွန်တော်ရွေးချယ်မာတင်နယ်လီကိုကျွန်တော်တို့ဒီ player ကိုဆုံးဖြတ်တော်တော်ခက်တယ်ဗျ talent ရှိတယ် ball rate ကောင်းတယ်ဒါပေမဲ့အစပိုင်းပဲနောက်ပိုင်းနေကြလို့ရှိရင်ကျွန်တော် finishing ညံ့တယ် output တွေတော့တော်တော်ကျတယ်ဗျညဆိုသူ့စီကနေပြီးတော့ဗာမင်းမျှော်လင့်လို့ရမယ်ဆိုပြီးမျှော်လင့်ကြည့်တယ်မရခဲ့ဘူးချစ်ပေါက်တခုမှမရခဲ့ဘူးအဲ့လိုမျိုးရှိရပဲအဲ့ဒါကြောင့်မို့လို့မာတင်နယ်လီကိုလည်းသူ့အတွက်ကိုအကောင်းမွန်ဆိုမျိုးမြက်လာစာမျိုးကိုပေးမယ်ဆိုလို့ရှိရင်သူ့ရဲ့ကျွန်တော်ကရောင်းထုတ်သွားဖို့တော့ဝင်မလေးဘူးဗျကျွန်တော်တို့အငယ်ကောင်လေးကိုပေါ့ဒါတော့ဒါပေမဲ့ဒီကောင်ကိုရောင်းထုတ်ဖို့ဆိုတော့မျိုးမြက်လည်းရရမယ်အသင်းကိုလည်းတကယ် world class လို့ elite player တယောက်မျိုးရောက်လာမယ်ဆိုတော့ခါမှမာတင်နယ်ကိုရောက်မှာအကဲ elite player မျိုးရောက်လာမှာမာတင်နယ်လီကိုကျွန်တော်တို့ကဈေးကောင်းမပေးဘူးဆိုဒီကောင်ကအသင်းမှာဆက်ထားလိုက်လို့ရလေနောက်ပိတ်စုမှရောင်းအောင်ပါဗျာနံပါတ်မာတင်နယ်လီကိုရောင်းဖို့တော့အချက်တစ်ချက်ပဲရှိတယ်နံပါတ်1သူ့နေရာမှာအစားထိုးမယ်လုံးဝ world class elite player တယောက်ရောက်လာမယ်ပြီးနံပါတ်2သူ့အတွက်ကိုတန်ရတန်ကြီးကောင်းကောင်းမွန်ပေးရမယ်ဗျအဲ့ချက်တစ်ချက်မရလို့ကျမာတင်နယ်လီကိုရောင်းလို့ရတယ်ကျန်တဲ့ချက်ကတော့ကျွန်တော်တို့မာတင်နယ်လီကိုစိတ်ရှိချင်တဲ့အသင်းမှာထားမလားအငှားချမလားလုပ်ချင်တာလုပ်လို့ရတဲ့အနေအထားမျိုးလို့ကျွန်တော်တို့သုံးသပ်ပါတယ်ဗျကဲဒါကတော့ကျွန်တော်ငှားမဲ့လူတွေပါဗျာပြီးတော့ဒီညမှာတော့ကျွန်တော်တို့လူငယ်တွေကနေပြီးလူငယ်တချို့ကကျွန်တော်တို့အသင်းမျှော်လင့်ချက်တွေပေးခဲ့တယ်ဗျာပြောလို့ဆိုလို့ရှိရင်အီတန်ပြမျှော်လင့်ချက်ပေးခဲ့လို့ရှိရင်အီတန်ဝန်နရီရှိရဒီစားလည်းထိတ်ဆော့ပဲအသင်းမှာထားခြင်းနဲ့ရတယ်အထက်ငှားချခြင်းနဲ့ရတယ်ရောင်းခြင်းနဲ့ရတယ်ကြိုက်တယ်လို့လုပ်တဲ့ကစားသမားဒါကစားမဟုတ်ပဲမူတည်တယ်အာဒီတာသဘောနဲ့ကျွန်တော်သဘောလို့ဆိုတော့ဒီကစားသမားတွေကျွန်တော်ဆက်ပြီးတော့ဒီရာဒီကိုဒီအသင်းမှာပဲ keep တာမယ်အငှားလည်းမချတော့ဘူးလုံးဝရင်သုံးမယ်ဘာလို့ဘယ်မှာသုံးမှညာမလားသုံးမှအလဲမှာသုံးမှချက်တဲ့နေရာမှာသုံးလို့ရတဲ့ကစားသမားလေးဖြစ်နေပြီဒါပေမဲ့ကစားသမားကတော့သူ့အနာဂတ်အတွက်တော့ဘယ်လိုဆုံးဖြတ်မလဲတော့မသိသေးဘူးပေါ့ဗျာနောက်တစ်ခုကမန်လီလူးစ်ကယ်လီကွင်းလယ်မှာလက်ရှိဘယ်သူမှသူ့ရဲ့ဆရာတွေမရှိရမှာသူတယောက်တည်းနဲ့အကောင်းဆုံးရှိရလူစည်းနေနဲ့ရအောင်ထိချုပ်သွားပေးနိုင်တယ်စကယ်လီကကျွန်တော်တီးငိမ့်နေ physical အားလည်းကောင်းတယ်ဒါလုံးဝဒီကောင်ကလူးစ်ကယ်လီကိုလုံးဝ first team member ပေါ့ကျွန်တော် squad ထဲမှာပါမယ် first team member ရဲ့ဒီစိတ်ဒီပန်းပြူကိုကျွန်တော်လုံးဝထည့်လို့ရနေပါဂျားထဲမှာကောလာအလာနေနဲ့မန်ယူကခေါ်မယ်ဘာကြားတယ်ဒီကောင်လေးဟေးရကန်ကကစားသမားလုံးဝမန်ယူလုံးဝသွားမှာလုံးဝကျင်းတဲ့စကယ်လီကအသိမှာပဲဆက်နေမှာပဲနောက်ပြီးနံပါတ်3နဲ့ကျွန်တော်ဒေါင်းမန်နေတကယ်ကောင်းတယ်ဗျအသက်16နှစ်ပဲရှိသေးတယ်ဘောလုံးရရင်လုံးဝမကြောက်1 by 1သွားရတယ်လုံးဝအသင်းကိုဒီကောင်မရှိတဲ့ဟိုကအဲ့ဒီအာဆင်နယ်အသင်းရဲ့ညာချမ်းတိုက်စစ်ကလုံးဝတေသွားတာအသက်16နှစ်တကယ်ကောင်းတဲ့ကစားသမားအာဆင်နယ်အသင်းရဲ့ညာချမ်းကတော့လုံးဝစိတ်ချနေတာတခုမှရှိနေပြီဒီဒေါင်းမန်ကလုံးဝအနာဂတ်မှာပဲစာခါပြီးရင်ဒီကောင်လာမယ်ဒါပဲအဲ့ပုံစံမျိုးလုံးဝတက်ထားလို့နေတာဖြစ်တယ်ပေါ့ကဲဒါကြောင့်ကျွန်တော်မြန်ပြောမယ်ဆိုတော့ရောင်းမယ်ဆိုတော့ထိတ်ဆုံးမှနေကျွန်တော်တို့ Gabriel Jesus ရှိမယ် Ray Nelson ရှိမယ် Fabio Vieira ရှိမယ်အဲ၃ယောက်ကိုတော့ဦးစားပေးနေတယ်ကျွန်တော်ရောင်းချခြင်းနဲ့ပြီးရင် offer မျိုးမြရရင်အတင်းရဲ့ကစားသမားအဝင်အလည်းကောင်းလာရင်ကစားသမားရဲ့အနာဂတ်လည်းကောင်းမယ်ဆိုလို့ရှိရင်ရောင်းတဲ့ကစားသမားကတော့ကျွန်တော်အငယ်ကောင်လေး Gabriel Martinelli လေးပဲဖြစ်ပါဗျာအဲ့မှာဆက်ထင်းပြီးအခွင့်အရေးပေးတဲ့ကစားတော့ကျွန်တော် Wannery Lewis Kelly တို့ထောင်းမန်းတို့ပါပဲအဲ့ဒီ၃ယောက်ကိုတော့အသိမှဆက်ထင်းပြီးတော့အခွင့်အရေးပေးတဲ့လို့တော့ကျွန်တော်ထင်ပါတယ်ပေါ့ဗျာကဲဒီညမေးချင်တာတစ်ခုရှိတယ်အာတီတာဒီညဒုတိယပိုင်းမှာထည့်သုံးထားတဲ့ sketch ကတကယ်ပဲဈေးပန်းခင်းတာလို့ထင်တာ friendly ပွဲမို့လို့လူလက်သုံးတာလို့ထင်တာပဲလားကိုမမှာကျွန်တော်ခုသုံးသက်ရတဲ့ကစားသမားတွေကိုရောင်းပါလားမရောင်းလားဘယ်ကစားသမားတွေကိုအငှားချနေတယ်ပြီးတော့တကယ်ချင်းတို့သုံးသက်ထားတဲ့လာမရတဲ့ sketch ကဘယ်လိုနေထိုင်မှုရှိလဲဆိုတော့တစ်ချက်တော့သုံးသက်ပေးပါဦးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ